အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကိုသူရပါဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ဒီမှာမေခွန်းလေးမိထားပါတယ် health insurance ဝင်ရင်တဲ့မြန်မာနိုင်ငံသားတယောက်အနေနဲ့မြန်မာပြည်မှာပဲရှိနေပြီးတော့ဘန်ကောက် insurance ကိုဝယ်လို့ရလားတဲ့အဲ့ဒါလေးလာမိထားတာပါအဲ့တော့ကျွန်တော်တို့ကအဲ့ဒီမေခွန်းလေးကိုဖြေရမယ်ဆိုရင်ပထမဆုံးတစ်ခုကတော့ကျွန်တော်မြန်မာနိုင်ငံသားဖြစ်ပြီးတော့ဘာဖြစ်လို့ဘန်ကောက် insurance ကိုဝယ်ချင်တာလဲဆိုတဲ့အပိုင်းလေးတစ်ခုရှိပါတယ်ဒုတိယတစ်ချက်ကတော့မြန်မာနိုင်ငံထဲမှာပဲနေပြီးတော့မှမြန်မာနိုင်ငံထဲကနေပြီးတော့မှအာမခံပြီးနိုင်ငံခြားမှာစီးသွားကုလို့ဘန်ကောက်မှာစီးကုလို့ရတဲ့အာမခံတွေလည်းရှိပါတယ်အဲ့တော့ကျန်းမာရေးအာမခံဆိုတဲ့အမျိုးအစားတွေကသူ့နိုင်ငံဒီဥပမာဒီမြန်မာနိုင်ငံအတွက်ထိုင်းနိုင်ငံအတွက်တောင်ကိုရီးယားအတွက်အဲ့လိုမျိုးသူ့နိုင်ငံလိုက်သူကတိုင်းပြည်လိုက်မှာကျန်းမာရေးအာမခံတွေကရောင်းတာပါအဲ့တော့အဲ့ဒီနိုင်ငံမှာရောင်းဖို့အတွက်သူကအရင်ဆုံး data တွေကောက်ပါတယ် data တွေကောက်ပြီးမှဒီနိုင်ငံမှာရှိတဲ့လူတွေကဘယ်အသက်အရွယ်ပိုင်းခြားတဲ့မှာယောဂအဖြစ်အများဆုံးလဲဘယ်အရွယ်မှာတော့ကျန်းမာတယ်ဘယ်အရွယ်မှာတော့တည်ဆုံးတယ်အဲ့ဒါမျိုးတွေကိုသူတို့က data ကောက်ထားတယ်ကောက်ထားတဲ့ data ပေါ်မှာမူတည်ပြီးတော့မှကျန်းမာရေးအာမခံအသက်အာမခံ product တွေထုတ်တာပါအဲ့တော့တနိုင်ငံနဲ့တနိုင်ငံမတူပါဘူးမြန်မာနိုင်ငံလူကထိုင်းရအာမခံကိုဝယ်တယ်ဆိုရင်ထိုင်းရလူအတွက်တွက်ထားတာဖြစ်တဲ့အတွက်ပေးရတဲ့ rate တွေနောက်ပြီးတော့သူတို့ယူတဲ့ဒီကာကွယ်ဈေးတွေပေါ့နော်အဲ့ဈေးတွေတခုမှတူမှာမဟုတ်တော့ဟုတ်ပြီမြန်မာနိုင်ငံထဲမှာနေပြီးတော့မြန်မာနိုင်ငံသားတွေအတွက်ဆွဲထားတဲ့ plan တွေအဲ့ plan တွေတည်းရဆိုရင်ရော plan 1ကနေ9တိရှိတယ်အနိုင်ဆုံး38သိန်းခွန်းကနေအမြင့်ဆုံး3200တဲ့တိရှိတယ်အဲ့ဒါ plan 1မဲယူ7မဲယူသူကနိုင်ငံတကာမှာစီးကူးလို့ရတယ်ဆိုပါစို့ကျွန်တော်က plan 5 to 6 to ယူထားတယ်ကျွန်တော်ဒီတွင်ထဲမှာဆေးရုံတွားပြတယ်ဆေးရုံတွားပြတော့မရဘူးခင်ဗျားယောဂခွဲမှရမှာကျွန်တော်မခွဲချင်သေးဘူးကျွန်တော်ထပ်ပြီးတော့မှတေချာအောင်စစ်ချင်တယ်ဒါမှမဟုတ်ခွဲရင်လည်းဘန်ကောက်မှာပဲခွဲချင်တယ်โอเคအဲ့ဒါစာရွက်စာတမ်းဒီကျွန်တော်ကဘန်ကောက်ကိုလမ်းပြီးတော့ပို့တယ်ပို့ပြီးတော့မှကျွန်တော်ဒါတွေလုပ်ချင်တယ်ဆိုဟုတ်ပြီဘယ်နေ့ဆရာဝန်နဲ့တွေ့မယ်ချိန်လိုက်တယ်ချိန်ပြီးတဲ့စာရွက်တွေအကုန်လုံးကိုကျွန်တော်ကဒီကုမ္ပဏီတွေကိုတင်ပြတယ်ပြီးရင်ဟိုဘက်မှာကျွန်တော်ဒါသွားခွဲမယ်โอเคအဲ့ဒါပြီးတော့ခွဲပြီးတော့မှကုန်ကြစည်တွေပြန်လာတဲ့အချိန်ကျကုန်ကြစည်တွေကိုပေါက်ချာရင်းနဲ့တူပြန်တင်တော့အဲ့ဒါမျိုးလေရတာပဲအဲ့တော့မြန်မာနိုင်ငံမှာအခုချိန်မှာကျန်းမာရေးအာမခံတွေဒီအရန်ခစ်မိနေပါပြီပြည်တွင်းရောပြည်ပရောကုလို့ရပါတယ်ဒါလေးတစ်ခုကိုကျွန်တော်လာပြောပြခြင်းဖြစ်ပါတယ်မိတ်ဆွေတို့နေတဲ့လည်းသိချင်တာရှိရင် comment မှာရေးသွားလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်